ကြီးရွှေ DIY ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ချိုချင်းငံဆက်ငပိကျော်လေးကိုကြော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးမကြီးမဲ့ကိုယူနေစိန်ထားပေးလိုက်ပါတယ်ကင်းမွန်စိန်သားငပိကိုတုံထားပါတယ်ငပိကျော်ကြိုက်တဲ့သူလေးတွေဆိုရင်တော့ဒီငပိကျော်လေးကိုလုံးဝကြိုက်မှသိကြပါတယ်ရှင်ဒီမှာငပိရရွှေလို့ရှားပါတယ်ရှင်မရှိလို့မဟုတ်ပဲနဲ့ရှိတဲ့ငပိတွေကအရန်ကိုချိုပြီးတော့ကိုရီမစားနိုင်ဘူးပေါ့နော်ငပိကိုလည်းရေနွေးထည့်ပြီးတော့ခြေပေးထားလိုက်ပါတယ်ငပိကိုခြေထားပြီးတော့မကြီးမဲ့စိန်ထားတော့မှတိုးမြုပ်လေးတွေလောက်ပါမယ်ရှင်ပဲဆောင်ကားတီးကတော့အင်းကအမျိုးသားကြိုက်ပါပဲဆောင်ကားတီးကိုအမြင်လေးတွေဖယ်ပြီးတော့ခြွေထားပေးလိုက်ပါတယ်ရှင်ဒီနေ့မနက်ကဟင်းချက်ဖြစ်ဘူးပေါ့နော်အဲ့ရထားလည်းနောက်ကျနေရတယ်ကျမတို့အိမ်နားမှာရှိတဲ့ခောက်ဆွဲဆိုင်ကိုပဲသွားစားဖြစ်ခဲ့ပါတယ်အိမ်မှာမြန်မာထမင်းဟင်းပဲစားကျင်တဲ့ကိုရိုချောကသူမကြိုက်တဲ့ခောက်ဆွဲတွေစားနေရတော့မျက်နှာပြက်နေရပါရှင်အဲ့ဒါကြောင့်ညစာကိုတော့သူကြိုက်တာလေးတွေချက်ပြီးတော့ချောရတော့တာပေါ့နော်တို့စားဖို့ဆက်လက်ရက်လေးလေးရေးစင်ထားလိုက်မယ်နော်ကာလာစုံသားအောင်ခါကြက်ဦးလေးထည့်လိုက်ပါတယ်တနေ့မှာလေအသားဓာတ်ဗိုက်တာမင်ဓာတ်သတ္တုဓာတ်ဒါတွေကိုလည်းမျှတအောင်စီစဉ်ရသေးတာရှင်မျိုးသားကလည်း ID သမားဆိုတော့အင်းဒီဟင်းရဲ့အသီးနှံလေးတွေကိုလည်းပအောင်ထည့်ကျွေးရသေးတာခါကြက်ဦးလေးတွေကိုတော့တခိုက်စာတုံးလေးတွေရှေ့လိုက်လီထားပေးလိုက်ပါတယ်ပဲဆောင်ကားသီးကိုတော့ရင်းနှီးဖြောပါမယ်ရင်းနှီးပတ်လာရင်တော့စားထည့်ပြီးတော့ပဲဆောင်ကားသီးလေးတွေထည့်ပြီးတော့ပြုတ်ပေးလိုက်ပါတယ်2 မိနစ်လောက်ပြုတ်ထားပြီးရင်တော့ရေအေးထဲမှာစိန်ထားပေးလိုက်ပါတယ်ရှင်အားလုံးပြီးသွားရင်တော့ငပိကျော်ကိုတက်ပြင်ဆင်ပါမယ်ကြက်သွန်နီလေးလုံးကိုပပလေးပေးထားလိုက်ပါတယ်ရှင်ကြက်သွန်ဖြူကိုလည်းထောင်ထားပေးလိုက်ပါတယ်အရင်ဆုံးကြက်သွန်နီစီတက်ပေးလိုက်ပါတယ်ကျုပ်ကြော်ထားတဲ့စီလက်ကျန်လေးထည့်ထားလို့အမြုပ်တွေကတော့ထနေပါတယ်စနစ်မုံလေးလည်းထည့်ပါမယ်ကြက်သွန်လေးနွမ်းလာပြီဆိုရင်တော့ကြက်သွန်ဖြူလေးပါထည့်ပြီးတော့စီတက်ပေးလိုက်ပါတယ်မပါမဖြစ်ပစွန်ကြောက်ကလေးလည်းထည့်လိုက်ပါတယ်ရှင်ကြက်သွန်လေးရှင်းအောင်တန်းလာပြီဆိုရင်တော့ခြေထားတဲ့ငပိရည်တွေကိုထည့်ပေးလိုက်ပါတယ်မီးအေးလေးနဲ့ပဲတောက်လျှောက်မွေပြီးတော့ကြော်ပေးလိုက်ပါတယ်ကြော်နေရင်နဲ့စီလေးတက်လာပြီဆိုရင်တော့မကြီးနစ်ကလေးထည့်ပေးလိုက်ပါတယ်ရှင်ရတာအတွက်အချုံမုံနဲ့ကြားနှစ်စုံလောက်ထည့်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့အယောင်တင်မုံနဲ့ငြုပ်သီးမုံကိုထည့်ပြီးတော့ကြော်ပေးလိုက်ပါတယ်ငြုပ်သီးတော့ဆက်လေးစားခြင်းလို့အများကြီးထည့်ထားပါတယ်ရှင်မီးကိုခက်အေးနဲ့ပဲတောက်လျှောက်မွေပြီးတော့စိတ်ရှိလက်ရှိကြော်ပေးရပါတယ်ရှင်စားလို့လည်းကောင်းတယ်လို့ရတာလည်းစိတ်ရှိရပါတယ်ရေတွေကုန်သွားပြီးတော့ခုလိုနေထားလေးရပြီဆိုရင်တော့ငပိကျော်လေးရပါပြီနော်တုံးမြုပ်စုံလေးနဲ့ပြင်ဆင်လိုက်ပါမယ်စားဖို့အတွက်ဆင်သင့်ဖြစ်ပါပြီရှင်အမျိုးသားကြိုက်ဝတ်သားမချင်လေးနဲ့တွဲပြီးတော့စားပါတော့မယ်ရှင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်